မင်းတို့မီနီပန်းအိုးလေးစပြီးတော့ထိုးပါမယ်အရင်ဦးဆုံးမင်းတို့ပန်းအိုးထိုးဖို့အတွက်ကိုသုံးမဲ့အရောင်ကိုယူလာမယ်ပြီး magic run လေးလုပ်လိုက်မယ် magic run လေးလုပ်ပြီးသွားရင်ပထမခြေအောက်ကနေအကုတ်ထိုးထည့်ပြီးဒုတိယခြေကိုဆွဲယူမယ်တလိန်လိန်ပြီးတော့မင်းတို့ဖုံးမီတစ်ချက်ထိုးလိုက်ပါမယ်နော်ပြီးရင်ဒီခွင်းထဲမှာတိုင်တို့9ခါထိုးပါမယ်1 2 4 5 6 9ပြီးတော့ရင်ဒီခြေစအတိုလေးကိုဆွဲပြီးတော့စီလိုက်မယ်ပြီးသွားပြီဆိုရင်ပထမဆုံးထိုးထားတဲ့တိုင်ထဲမှာရှက်ကော်လေးနဲ့ဆက်မယ်ဖုံးမီတစ်ချက်တက်မယ်ပြီးရင်အဲ့ဒီပထမဆုံးထိုးထားတဲ့တိုင်မှာပဲတိုင်ပွားเนาะတိုင်ပွားလာထိုးမယ်တစ်ပေါက်မှာတိုင်ပွားတစ်ခါစီနဲ့တိုင်ပွား9ခါထိုးမယ်เนาะတိုင်ပွားဆိုတာကတစ်ပေါက်ထဲမှာတိုင်တို2ခါထိုးတာကိုတိုင်ပွားထိုးရလို့ခေါ်ပါတယ်တိုင်ပွားကအားလုံးပေါင်း9ခါထိုးပါမယ်ပြီးတော့ပထမဆုံးထိုးထားတဲ့အတိုင်းမှာလာပြီးတော့ရှက်ကော်လေးနဲ့ဆက်မယ်ပြီးရင်ဖုံးမီတစ်ချက်တက်မယ်ပြီးတော့ပြီဆိုရင်3တန်းမြောက်မှာကတိုင်တိုတက်ခါတိုင်ပွားတက်ခါအဲ့ဒီပတ်တန်လေးကိုမင်းတို့က9ခေါက်ထိုးလာမယ်နော်တိုင်တိုတက်ခါတိုင်ပွားတက်ခါဒါဆိုရင်2ခေါက်တိုင်တိုတက်ခါတိုင်ပွားတက်ခါဒါဆိုရင်3ခေါက်တိုင်တိုတက်ခါတိုင်ပွားတက်ခါ4ခေါက်တိုင်တိုတက်ခါတိုင်ပွားတက်ခါ5ခေါက်တိုင်တိုတက်ခါတိုင်ပွားတက်ခါ6ခေါက်တိုင်တိုတက်ခါတိုင်ပွားတက်ခါ9ခေါက်နော်ဒါလေးကိုပထမဆုံးထိုးတဲ့တိုင်မှာလာပြီးတော့ရှက်ကော်လေးနဲ့ဆက်ဖုံးမီတစ်ချက်တက်ပြီးရင်4တန်းမြောက်မှာကြတော့မင်းတို့က4တန်းမြောက်မှာကြတော့မင်းတို့ကတိုင်တိုတက်ခါတိုင်ပွားကတက်ခါပြီးရင်တိုင်တိုတက်ခါเนาะဒီအတွဲလေးကိုမင်းတို့9ခေါက်ထိုးပါမယ်ပြန်ထိုးမယ်တိုင်တိုတက်ခါတိုင်ပွားတက်ခါတိုင်တိုတက်ခါဒါဆိုရင်2ခေါက်ရပြီเนาะနောက်တစ်ခေါက်ထပ်ထိုးမယ်တိုင်တိုတက်ခါတိုင်ပွားတက်ခါတိုင်တိုတက်ခါเนาะ3ခေါက်ရပြီနောက်တစ်ခေါက်ထပ်ထိုးမယ်တိုင်တိုတက်ခါတိုင်ပွားတက်ခါတိုင်တိုတက်ခါโอเคเนาะဒါလေးကိုမင်းတို့9ခေါက်ပြည့်အောင်ထိုးလာပါမယ်ခုဒီမှာမင်းထိုးလာတာတပတ်ပြေသွားပြီပေါ့နော်9ခေါက်ပြေသွားပြီဆိုရှင်ပထမဆုံးထိုးတဲ့အတိုင်းမှာလာပြီးတော့ရှက်ကော်လေးနဲ့ဆက်ဖုံးမီတစ်ချက်တက်ပြီးသွားရင်9တန်းမြောက်မှာကျတော့မင်းတို့က BLO နီးနဲ့ဒိုင်တိုတွေကြီးပဲ28ခါထိုးပေးရမယ် BLO ဆိုတော့ဒီလက်ညှိုးနဲ့လက်မပေါ့နော်ဒီလို2ဆရှိတဲ့နေရာမှာ sorry လက်ကလေးနဲ့လက်မနဲ့နော်ဒီလိုမျိုး2ဆရှိတဲ့နေရာမှာဒီလက်ကလေးဘက်ကတစားတွေကိုယူပြီးတော့ထိုးရမှာဖြစ်ပါတယ်အဲ့တော့မင်းတို့ကဒီမှာရှက်ကော်လောက်ထားတဲ့ဘောက်ကနေစပြီးတော့ထိုးမယ်နော်တစားတွေကိုယူမယ်ဒိုင်တိုတိုင်းထိုးမယ်ပြီးရင်အဲ့လိုမျိုးပဲတစားတွေကိုယူမယ်ဒိုင်တိုတိုင်းထိုးမယ်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 နောက်အဲ့ပုံစံတိုင်းလေးပဲစက်တိုင်းထိုးသွားအောင်ဖြစ်ပါတယ်တပတ်လေလုံးပြည့်တဲ့ထိထိုးလာမယ်နော်28ခါပြည့်တဲ့ထိထိုးလာပါမယ်နောက်ဒီပုံစံတိုင်းလေးထိုးလာပါမယ်နော်ဒီမှာတိုင်တို28ခါပြီးသွားပြီဆိုရင်ပထမဆုံးထိုးတဲ့တိုင်မှာလာပြီးတော့ရှက်ကော်လေးနဲ့ဆက်ဖုံးမီတစ်ချက်တက်ပြီးသွားရင်မင်းတို့ round number 6ကနေပြီး9ထိကိုတိုင်တိုရီကြီးပဲပတ်လဲထိုးရပါမယ်အဲ့တော့အားလုံးမင်းတို့4တန်းရှိမယ်ပေါ့နော်တိုင်တိုရီကြီးပဲပတ်လဲ4တန်းရှိမယ်တတန်းမှာတိုင်တို28ခါရှိပါမယ်နော်တပေါက်တစ်ချက်စီနဲ့တိုင်တိုလေးတွေပတ်လဲထိုးသွားမယ်အားလုံး4တန်းထိုးမယ်နော်ထိုးပြီးသွားရင်မင်းတို့ပြန်တွေ့ပါမယ်
နော်ဒီပုံစံလေးတိုင်း၄တန်းထိုးမယ်ထိုးပြီးတော့ပြန်တွေ့ပါမယ်အခုတိုင်းရကြီးပဲပက်လက်၄တန်းထိုးပြီးသွားပြီဆိုရင်မင်းတို့ထုံးစံအတိုင်းပထမဆုံးထိုးတဲ့အတိုင်းမှာရှက်ကော်နဲ့ဆက်ဖုံးမီတစ်ချက်တက်ပြီးသွားရင်10လမ်းမြောက်မှာကြတော့မင်းတို့ကဒီလက်မနဲ့လက်ကလေးနဲ့နှစ်ဖက်ရှိတဲ့နေရာမှာလက်မဘက်ကတစားတွေကိုယူပြီးတော့တိုင်းရကြီးပဲ28ခါထိုးပါမယ်เนาะဒီလိုမျိုးလေးဒီလိုတစားတွေကိုပဲယူပြီးတော့တိုင်းတို့လေးတွေ28ခါထိုးမယ်เนาะခုမင်းတို့ကတိုင်းရွေးကြီးပဲဒီ FL လို့နီးပေါ့နော်ဒီဘက်အပြင်တစားတွေကိုယူပြီးတော့ထိုးပြီးသွားပြီဆိုလို့ရရှင်ရင်ပထမဆုံးထိုးတဲ့အတိုင်းမှာလာပြီးတော့ရှက်ကော်လေးနဲ့ဆက်ဖုံမီနဲ့ချက်တက်ပြီးသွားရင်သူ့ရဲ့အပေါ်မှာမင်းတို့ကတိုင်ရှည်လေးတွေကြီးပဲပတ်လဲထိုးရမယ်နော်တိုင်ရှည်အားလုံး28တိုင်ထိုးပါမယ်နဲ့တော့4 5 6နော်ဒီပုံစံတိုင်းမင်းတို့တစ်ပတ်လည်းလုံးပြည့်အောင်ထိုးလာမယ်နော်တစ်ပတ်လည်းလုံးပြည့်အောင်ထိုးလာပြီဆိုရင်ပထမဆုံးထိုးတဲ့အတိုင်းမှာလာပြီးတော့မင်းတို့ရှက်ကော်လေးနဲ့ဆက်ဖုံးမီတစ်ချက်တက်ပြီးရင်ချုပ်စာလေးနည်းနည်းချန်ပြီးတော့မင်းတို့ခြေဖြတ်လိုက်မယ်နော်โอเคဒီပုံစံတိုင်းရပြီဆိုရင်မင်းတို့ကနော်ဒီလိုလေးချုပ်ရကလေးနဲ့သူ့ရဲ့ဒီခြေစားလေးကိုတွင်းထဲကိုထည့်ပြီးတော့တင်လိုက်ပါမယ်ဒီလိုပုံစံလေးမြင်ရမှာဆိုလို့နော်နော်ဒီလိုမျိုးလေးဒီတိုင်ရှည်လေးတွေရဲ့အောက်ခြေလေးတွေကိုထိုးပြီးတော့ထည့်သွားပါမယ်ပြီးသွားပြီဆိုရင်ဒီခြေလေးကိုဖြတ်လိုက်မယ်နော်ဒါဆိုရင်တော့ဒါပန်းအိုးလေးကပြီးသွားပြီပေါ့နော်ပန်းအိုးသေးလေးကပြီးသွားပြီသူ့ထဲမှာထည့်မယ်မင်းတို့မြေကြီးလေးပေါ့နော်မြေကြီးလေးရဲ့ပြီးတော့အသေးပုံလေးနှစ်ခုပေါ့နော်ပန်းနေရာနဲ့ထားမယ်အသေးပုံလေးနှစ်ခုရဲ့မင်းထိုးပြပါမယ်မင်းတို့အခုဒီမှာမြေကြီးအတွက်သုံးမယ်ခြေရောင်လေးကိုယူလာမယ်နော်ပလိုင်းကတော့တူတူပဲသုံးရမယ်အိုးကို4 ply နဲ့သုံးရင်မြေကြီးအတွက်လည်း4 ply နဲ့သုံးရမယ်နော်အဲ့တော့အခုရုံးစုံမင်းတို့ magic ring လေးလုပ်မယ်ပြီးရင်ဒီမြေပန်းအိုးလေးထိုးတော့အတိုင်းပဲဒီကွင်းထဲမှာတိုင်တို့9ခါထိုးပါမယ်1 2 4 5 6 9ပြီးသွားရင်ဒီခြေစားအတိုးလေးကိုဆွဲပြီးတော့စီလိုက်မယ်စီပြီးသွားရင်ပထမဆုံးထိုးထားတဲ့အတိုင်းမှာလာပြီးတော့မင်းတို့ရှက်ကော်လေးနဲ့ဆက်ဖုံးမီတစ်ချက်တက်ပြီးရင်တိုင်ပွား9ခါထိုးပါမယ်ဒီပေါက်ထဲမှာတိုင်တိုး2ခါထိုးတာကိုတိုင်ပွားထိုးတယ်လို့ခေါ်ပါတယ်နော်အဲ့တော့တိုင်ပွားက9ခါပထမဆုံးထိုးတဲ့အတိုင်းမှာလာပြီးတော့ရှက်ကော်လေးနဲ့ဆက်ဖုံးမီတစ်ချက်တက်ပြီးသွားရင်တိုင်တိုတစ်ခါတိုင်ပွားတစ်ခါเนาะ3တန်းမြောက်မှာကမင်းတို့တိုင်တိုတစ်ခါတိုင်ပွားတစ်ခါအဲ့ဘတ်တန်လေးကို9ခေါက်ပြည့်အောင်ထိုးလာပါမယ်တိုင်တိုတစ်ခါတိုင်ပွားကတစ်ခါတိုင်တိုတစ်ခါတိုင်ပွားကတစ်ခါဒီเนาะတိုင်တိုတစ်ခါတိုင်ပွားကတစ်ခါဒီပုံစံလေးတိုင်းမင်းတို့9ခေါက်ပြည့်အောင်ထိုးလာပါမယ်နော်မင်းတို့ဒီမှာထိုးလာတာ9ခေါက်ပြည့်သွားပြီပေါ့နော်အဲ့တော့မင်းတို့ကပထမဆုံးထိုးထားတဲ့အတိုင်းမှာလာပြီးတော့ရှက်ကော်လေးနဲ့ဆက်မယ်ဖုံးမီတစ်ချက်တက်မယ်၄တန်းမြောက်မှာကြတော့မင်းတို့ရဲ့ပတန်က x v x အဲ့တော့တိုင်တိုတစ်ခါတိုင်ပွားတစ်ခါတိုင်တိုတစ်ခါเนาะ
အဲ့ဒါလေးကိုမင်းတို့က9ခေါက်ပြည့်အောင်ထိုးသွားမှာဖြစ်ပါတယ်အဲ့တော့ထပ်ထိုးမယ်နော်မင်းတို့ကဒီမှာတစ်ခေါက်ပြီးသွားပြီနောက်တစ်ခေါက်ထပ်ထိုးမယ်တိုင်တိုတက်ခါတိုင်ပွားတက်ခါတိုင်တိုတက်ခါဒါဆိုရင်နှစ်ခေါက်တိုင်တိုတက်ခါတိုင်ပွားတက်ခါတိုင်တိုကတက်ခါအဲ့တော့ဒီမှာ3ခေါက်ရှိသွားပြီနော်အားလုံး9ခေါက်ပြည့်အောင်ထိုးလာပါမယ်မင်းတို့ဒီမှာထိုးလာတာ9ခေါက်ပြည့်သွားပြီနော်အဲ့တော့ပထမဆုံးထိုးထားတဲ့တိုင်မှာလာပြီးတော့ရှက်ကော်လေးနဲ့ဆက်ဖုန်းမီတစ်ချက်တက်ပြီးရင်ဒီမှာချုပ်စာလေးနည်းနည်းရှည်ရှည်လေးခြံပြီးတော့ခြေဖြတ်လိုက်ပါမယ်နော်ခြေဖြတ်ပြီးသွားပြီဆိုရင်မင်းတို့ဒါလေးကိုဆွဲပြီးတော့ထုတ်လိုက်မယ်โอเคနော်ပြီးရင်ဒီမှာဒီပန်းအိုးလေးနဲ့လာပြီးတော့မင်းတို့တွဲချုပ်မယ်အဲ့တော့ဒီပန်းအိုးနှာခမ်းလေးကိုဒီလိုမျိုးလှန်ချလိုက်မယ်နော်လှန်ပြီးသွားရင်ဒီထဲမှာမင်းတို့ကဆီလီကွန်လေးထည့်ပါမယ်အစာလေးထည့်လိုက်မယ်နော်စာလေးထည့်မယ်ထည့်ပြီးသွားရင်ညီဝအောင်ဒီလိုမျိုးကတ်ကြီးအချွန်လေးနဲ့ပေါ့နော်တိတ်သွားအောင်လို့လိုက်ထိုးလိုက်မယ်โอเคနော်ဒီလိုလေးအရန်ပေါ်ကိုဖောင်းပွားမနေတော့ဘူးဆိုရင်ဒီလိုလေးကတ်ပြီးတော့မင်းတို့ဒီမှာနောက်ကခြေစာလေးကိုလည်းတစ်ခါတည်းအတွင်းထဲကိုထည့်ပြီးတော့ချုပ်လိုက်မယ်နော်ဒီတော့မင်းတို့ကဒီမှာစာပြီးတော့တွဲချုပ်ပါမယ်ဒီမှာမင်းတို့က FL နီးနဲ့ထိုးတာဖြစ်တဲ့အတွက်ဒီမှာဟိုပါနော် line လေးကျန်တယ်ပေါ့နော်တိုင်တို line လေးကျန်တယ်အဲ့တိုင်တို line လေးကိုယူပြီးတော့ထိုးရမှာတွဲချုပ်ရမှာဖြစ်ပါတယ်နော်ဒီလိုပုံစံလေးတစားချင်းတွဲလို့လည်းရတယ်ဒီ O ဘက်ကတစားမြေကြီးဘက်ကနှစ်စားယူပြီးတွဲလည်းရပါတယ်မင်းတို့ဒီမှာတစားလေးပဲယူလိုက်မယ်နော်โอเคနော်ဒီလိုပုံစံလေးတွဲတော့ပါမယ်ဒီပုံစံလေးတိုင်းမင်းတို့အဆုံးပြရအောင်တွဲကြမယ်နော်မင်းတို့ဒီမှာအကုန်လုံးတစ်ဝိုင်းလုံးတစ်ပတ်လုံးဟိုဖြစ်ပြီးသွားပြီနော်တွဲချုပ်ပြီးသွားပြီအဲ့မှာတစားချင်အဲ့ဒါလေးကိုဒီနောက်ဆုံးအပေါက်လေးမှာမင်းတို့ကဟိုအခြေချုပ်တယ်လို့မျိုးပဲတုပ်လိုက်မယ်နော်နောက်ဆုံးတစ်ပေါက်မှာနောက်ဆုံးချုပ်တဲ့နေရာမှာတုပ်လိုက်မယ်တုပ်ပြီးသွားရင်အတွင်းထဲကိုအကိုထိုးတီထိုးနဲ့ထိုးပြီးတော့ခြေစားလေးဖွက်လိုက်ပါမယ်โอเคနော်โอเคပုံစံလေးလုပ်ပြီးသွားပြီဆိုရင်ခြေစားလေးဖြတ်နော်ပြီးရင်သူနှခမ်းလေးကိုပြန်ပြီးတော့လိုင်းလေးပြန်လိုက်နော်သူ့ရဲ့ဘိုးပုံစံလေးကဒီလိုပုံစံလေးโอเคနော်မင်းတို့ဒီလိုပုံစံလေးနော်ဒါဆိုရှင်ဒါအိုးလေးရမင်းတို့ကအခုဒီမှာဘန်းအိုးလေးရဲ့ဒီအောက်ခြေဖင်လေးကိုအကုတ်ကလေးထည့်ပါပေါ့နော်အဲ့တော့ဒီဘန်းအိုးထိုးထားတဲ့အရောင်နဲ့ပဲမင်းတို့ယူလာပြီးတော့ဒီမင်းတို့ round 5မှာဒီ BL နဲ့ထိုးခဲ့တော့ဒီခြေတစားချန်တယ်လေအဲ့ဒီတစားကိုယူပြီးတော့မင်းတို့ကဒီအကုတ်ကလေးထည့်ထိုးမှာဖြစ်ပါတယ်အဲ့တော့ရုံးစုံခြေချိတ်လိုက်မယ်ဖုန်မီတစ်ချက်တက်မယ်ပြီးရင်အဲ့ဒီအပေါက်မှာပဲတိုင်တိုတိုင်းထိုးမယ်ပြီးရင်သူ့ဘေးကလေးရဲ့အပေါက်ဒီတစားလေးကိုယူပြီးတော့ထိုးမယ်ဒီခြေစားကိုလည်းတစ်ခါတည်းတင်သွားမယ်နော်တပေါက်တစ်ချက်စီနဲ့ပဲလိုက်ထိုးသွားရုံပဲနော်ဒီပုံစံလေးတိုင်းလိုက်ထိုးသွားပါမယ်ဒီပုံစံလေးတိုင်းထိုးသွားပါမယ်နော်ဒီမှာခြေစားလေးကလောက်သွင်းလိုက်ရင်ရပြီခြေစားတိုလေးကိုနောက်ကိုပြစ်ထားလိုက်တော့ပြီးရင်တစ်ပေါက်တစ်ချက်စီနဲ့တိုင်တိုလေးတွေစက်တိုင်းထိုးသွားမယ်အဆုံးရောက်တော့ထိုးလာမယ်နော်ဒီဘက်အဆုံးရောက်တည်းထိုးလာပါမယ်ထိုးပြီးတော့ပြန်တွေ့မယ်နော်မင်းတို့ဒီမှာထိုးလာတာတစ်ပတ်လည်းလုံးပြည့်သွားပြီပေါ့နော်အခါကျရင်မင်းတို့ကပထမဆုံးထိုးထားတဲ့အတိုင်းမှာလာပြီးတော့ရှက်ကော်လေးနဲ့ဆက်ပြီးရင်ခြေစားလေးနဲ့ချန်ပြီးတော့ခြေဖြတ်လိုက်ပါမယ်ပြီးရင်ဒီခြေစားလေးကိုဆွဲထုတ်လိုက်မယ်ပြီးဒီမှာတင်ထားတဲ့ဒီမှာပုံနေတဲ့ဒီခြေစားလေးကိုလည်းမင်းတို့ဖြတ်လိုက်မယ်နော်ပြီးသွားပြီဆိုရင်ဒီနောက်ဆုံးအဆုံးသတ်မှာချန်နေတဲ့ဒီခြေစားလေးကိုမင်းတို့တင်ပါမယ်ဒီတိုင်တိုရဲ့အောက်ခြေလေးမှာထိုးထည့်ပြီးတော့မရပြီဆိုရင်ဒီလိုလေးဆွဲထည့်လိုက်โอเคနော်ပြီးရင်ဒီခြေစားလေးကိုကပ်ပြီးတော့ညှပ်လိုက်ပါမယ်ပြီးရင်တော့ဒီမှာ
နော်ဒီလိုလေးရတယ်နော်ဒါဆိုရင်ဒီမှာပန်းအိုးလေးကအကုန်လုံးပြီးပါပြီဒီထဲမှာထည့်မယ်ပန်းလေးမင်းတို့ဆက်ပြီးတော့ထိုးကြပါမယ်နော်